ဘေဘေကိုမပြောထားဘူးလားကိုဘေဘေကိုလိုက်ဝယ်ပေးပါမယ်လို့ပြောနေတာဘာလို့ဘေဘေကိုကတယောက်ထက်သွားရတာဘာလို့ဘေဘေကိုတယောက်ထက်သွားကိုမပါပဲနဲ့ဘေဘေကိုမပြောထားဘူးလားဒါပြောလို့လေဟာဘေ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 တယောက်ထက်မသွားရကိုလိုက်ဝယ်ပေးမယ်လို့ဘေဘေကိုပြောရလေစူလိုက်လို့ရှိရင်အဲ့လိုနှက်ခမ်းကြိုက်ပြလိုက်မျိုးလုံးပြပြလိုက်နေပြီးရင် तू စိတ်ကောက်ချင်သေးရကောက်တော့ပါဖြစ်လေဘေဘေကိုဘယ်တော့စိတ်ကောက်ဘူးလို့လဲပြောလေအခုကိုလေးပြင်မှာပေါ့အဲ့ဘာလို့ကိုစကားနားမထောင်ရတာနားမထောင်မှာမဟုတ်လားဝယ်ပေးခိုင်းတော့ဆိုနေရှင်ညာရှင်ညာလိုက်ဝယ်မပေးပါနဲ့ဟာကိုအလုံးမအားသေးဘူးလို့ဘေဘေပြောတယ်ကိုအလုံးအားရင်လိုက်ဝယ်ပေးမယ်အဲ့ဒါလေးကိုတော့ဘေဘေကမစောင့်နိုင်ဘူးလားမစောင့်နိုင်လို့ပေါ့လိုချင်မှာရအောင်အဲ့တော့ဘေဘေမားလားကိုမားလားကိုမားဘာကိုမားတော့ဒေသမိုင်းနဲ့ပြောလို့ကိုမားကျတော့ခုဘယ်သူမားဘေဘီမားအဲ့တော့စိတ်ဆိုးပါနော်ကိုနော်စိတ်ဆိုးနေသူကလေးကြရင်အဲ့လိုပဲသူများကလေးကြလို့ရှင်စိတ်ကောက်လိုက်တာကိုကြာပြီပဲစိတ်ကောက်ကြတယ်ဘေဘီလေးတော့ချစ်ဖို့ကောင်းတာစိတ်ဆိုးနော်ဟုတ်ကိုယ်ကနားထောင်ပါလားပြောအဲ့ဆိုကိုဘေဘီစကားနားထောင်ပါလားဘေဘီလိုချင်ချက်ချင်းလိုက်ဝယ်ပြီးမှာအမေကိုမအားသိတော့ခဏစောင့်လေကိုကဘေဘီလိုချင်တာဘယ်တော့မဝယ်ဘေဘီနဲ့နေလို့လေဘေဘီကခုဆိုခုလေငယ်ငယ်လေးကတည်းကခုဆိုခုအေးပါကွာနော်ဘေဘီလိုချင်ချက်ချင်းလိုက်ဝယ်ပေးနေတာကြိုးစားမယ်ဟုတ်ပြီလားပြီးရောတော့အဲ့လိုကိုယ်ကနားမထောင်ဘူးမကြိုက်ဘူးနော်ဘေဘီလည်းအဲ့လိုလေးတမမိုင်းနဲ့ပြောမကြိုက်ပါဘူးအေးဟုတ်ပြီပြောတော့ကိုယ်ကနားထောင်ပါလားကိုကဘေဘီစကားနားထောင်ပါလားအဲ့ဆိုလည်းဘေဘီလည်းကဲပါအောင်တော့နားထောင်မယ်လို့ဆိုလေ